မင်္ဂလာပါဒီနေ့မှာကျမတို့ unit 6ကိုဆက်ပြီးတော့ဖတ်ပြမယ်နော်ရှေ့ရက်မှာ lesson 2ပြီးပြီဒီနေ့တော့ lesson 3ကိုဆက်သွားမယ် lesson 3 what's this ဆိုတာဒါပါလေ is a ဘာဖြစ်မလဲပေါ့နော်အနောက်ကအဆက်30ပြီးအမှာနာမည်ထည့်မယ်နော် listen and see နားထောင်ပြီးတော့ပြောကြည့်ရအောင် COCONUT 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 on the GUAVA 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 malakadi PAPAYA 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 Timothy PINEAPPLA pineapple PINEAPPLA pineapple Nanati WATERMELON 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 Payedi coconut on the guava malakadi papaya Timothy pineapple nanati watermelon Payedi ကဲပြီးရင်ဒီမှာအောက်က S and answer အမေးဖြေလေးလုပ်ကြည့်ရအောင်နော်ကဲအမှားနမူနာပေးထားတဲ့စကြောင်းလေးဆိုကြည့်ရအောင် What's this ဒါပါလေတဲ့ကဲဆမကဘာပုံလက်ညှိုးထိုးပြီးတော့မင်းနေတာလဲနနတိပုံကိုမေးနေတာဆိုတော့ဘယ်လိုဖြစ်မှာလဲ is a အနောက်ကနနတိနာမည်ကိုထည့်ပေးရမယ်เนาะနနတိကိုဘယ်လိုခေါ်လဲ pineapple ဆိုတော့ is a pineapple เนาะလက်ဆိုပြမယ် is a pineapple နနတိပါလို့ပြောတာကဲအနောက်ကအလုံးတွေရောအဲ့လိုမျိုးပဲအမေးအဖြေလေးလုပ်ကြည့်မယ် what's this ဒါပါလေအဲ့ဒါဆိုအရှင် is a မလကာတိဘယ်လိုခေါ်လဲ guava ဆိုတော့ is a guava ကဲဒီမှာရော what's this ဒါပါသေးလေပါသေးလေဒါလေးကတင်မော်ဒီဆိုတော့ဘယ်လိုခေါ်လဲ papaya အဲ့ဆိုရှင်ဘယ်လိုပြန်ဖြစ်မှာ is a papaya နော်အဲ့ဒီဘက်က what this ဒါကပါလေလေ only ဆိုတော့ only ဘယ်လိုခေါ်လဲ coconut ဒါဆိုဘယ်လိုဖြစ်မှာ is a coconut ကဲဒီဘက်ကဖယဲဒီနော်ဖယဲဒီဆိုရှင်ရောဖယဲဒီကဘယ်လိုခေါ်လဲ watermelon ဆိုတော့ဘယ်လိုပြန်ဖြစ်မှာ is a watermelon နော်ရမယ်နော်ကဲဒီဘက်က practice လက်တွေးလုပ်ကြည့်မယ်တဲ့ကဲလက်တွေးအမေးအဖြေလေးလုပ်ကြည့်မယ်ပုံလေးတွေကင်ပြီးတော့အမေးအဖြေလေးလုပ်ကြည့်ရအောင်နော်ဒီမှာကတော့စကြောင်းလေးသူကပေးထားတယ်what's this ဒါပါလေတဲ့အောက်ကဒီမှာဘာပုံလေးဖြစ်နေလဲနနတိပုံဆိုတော့ဘယ်လိုပြန်ဖြေလဲ is a pineapple နော်နနတိပါလို့ဖြေတယ်ကဲဒီဘက်က what this ဒါပါလေတဲ့မေးလိုက်တယ်ဘာပုံလေးလဲဒါလေးကတင်မော်ဒီဆိုတော့ဘယ်လိုပြန်ဖြေရမှာတော့ is a papaya ကဲဒီပြင်အသီးတွေဆိုလို့ရှိရင်ရောအဲ့လိုမျိုးပဲမေးမယ်ပြီးတော့အသီးနာမည်လေးကပ်ပြီးတော့ is a ဘာသီးဖြစ်မလဲပေါ့နော်အဲ့လိုလေးလုပ်ကြည့်မယ်နော်အောက်က S and answer အမေးဖြေလေးလုပ်ကြည့်မယ်ဆနာကပြောတဲ့အတိုင်းပဲအဲ့လိုမျိုးပုံလေးကိုကြည့်ပြီးတော့မေးမယ်ပြီးရင်သူဘာသီးကိုမေးတာလဲကြည့်ပြီးတော့ဖြေလိုက်ရုံပဲဒီမှာကတော့သူကမလကာသီးကိုမေးထားတယ် what this ဒါပါလဲဆိုတော့အဲ့မှာပြန်ဖြေတယ်မလကာသီးက guava ဆိုတော့ is a guava ဆိုပြီးတော့ပြန်ဖြေထားတယ်ဒီပြင်အသီးနှံလေးတွေကိုလည်းအဲ့လိုပဲမေးပြီးတော့ဖြေကြည့်မယ်နော်ရမယ်နော်